ရုတ်တရက်ထိုလူဟာထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိသွားတယ်သူရှိကဆရာဝန်မှာခြေထောက်တွေမရှိဘူးဖြစ်နေတယ်လူမဟုတ်ရဲ့လားလို့တန်တရားဝင်ပြီးရေနဲ့လှမ်းပတ်လိုက်တယ်ဒါပေမဲ့ဆရာဝန်ကအေးဆေးပဲဘောင်းဘီအောက်ကသူ့ခြေထောက်တွေကိုထုတ်ပြလိုက်တယ်ဘောင်းဘီကရှည်လွန်းလို့ဖက်နှက်တွေကိုဖုံးနေခဲ့တာပါထိုလူကချက်ချင်းတောင်းပန်ပြီးမှန်တစ်ချက်ကမ်းပေးလိုက်တဲ့အခါပိုဆိုးတာကမှန်ထဲမှာဆရာဝန်ရဲ့အရေးဟာပေါ်မနေဘူးဖြစ်နေတယ်ထိုလူထပ်ပြီးတုံးလို့သွားပြန်တဲ့အခုတော့သူတေချာသွားပြီးဒီဆရာဝန်ဟာမိစ္ဆာတကောင်ဖြစ်နိုင်တယ်ဆိုတာကိုပေါ့သူဆရာဝန်ကိုရေနဲ့ထပ်ပတ်လိုက်တဲ့ဆရာဝန်ကသူ့ကိုတားလိုက်ပြီးစပွဲပေါ်ကအရာဟာမှန်မဟုတ်ပဲတပ်ပုံတပုံတာဖြစ်ကြောင်းရှင်းပြလိုက်တော့ထိုလူဟာရှက်ကိုရှက်ကန်းဖြစ်ပြီးထပ်မံတောင်းပန်လိုက်ပြန်တယ်အဲ့ဒီနောက်ဆရာဝန်ကထိုလူရဲ့လက်ကိုမတော်တဆကိုင်းမိသွားတဲ့ဆရာဝန်ရဲ့အသားရည်ဟာရေခဲလိုအေးဆက်နေတော့ချက်ချင်းလက်ကိုရုံးဖယ်လိုက်တဲ့အချိန်ဆရာဝန်ဟာလူသားတစ်ယောက်ဖြစ်ကြောင်းတက်တည်ပြဖို့အသက်ကိုပြင်းပြင်းရှူပြတဲ့ဆက်လက်ပြီးသူဟာအတချောင်းကိုထုတ်ပြီးသူ့ရဲ့သွေးကိုဖောက်ပြလိုက်တယ်သူတို့နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ပြန်လဲတောင်းပန်နေကြတယ်အဲ့ဒီအချိန်မှာပဲနှာခေါင်းမွေးရိပ်မထားတဲ့ nurse တစ်ယောက်အခန်းထဲကိုဝင်လာတယ်ဘာလို့တစ်ယောက်တည်းစကားပြောနေတာလဲလို့မေးလိုက်တယ်ထိုလူကြောင့်အံ့ဖြစ်သွားတယ်သူတေချာသွားပြီးဒီဆရာဝန်ဟာလူမဟုတ်ဘူးဆိုတာတကယ်တော့ nurse ကဆရာဝန်ဘက်ကိုလှည့်ပြီးမေးလိုက်တာပါတကယ်တော့မကောင်းဆိုးဝါးဟာဆရာဝန်မဟုတ်ခဲ့ပါဘူး